လူမိုက်ဆိုရင်ရှောင်းတွဲလွဲလို့မမီဝဲနဲ့ကင်းအောင်နီပညာရှိကိုအရှိတွဲလို့မိဝဲစည်းကပ်နီးလူစေသုံးပါးယတနာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆံရေးမျော်တွေးတုံချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ ဒီကဗျာလေးကတော့38ပြားမင်္ဂလာတရားတော်တွေကပထမတစ်ပိုင်းဖြစ်တဲ့အာဒေဝနာစကဗျာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုကျွန်တော်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမစ္စတာရေရေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလေသလောက်အကျယ်ဖွင့်ဆိုရရင်တစ်လူမိုက်ကိုရှောင်ကျင်ခြင်းလူမိုက်ဆိုရင်ရှောင်တွေလွယ်လို့မမီဝက်နဲ့ကင်းအောင်နေအဓိပ္ပာယ်ကအမှားနဲ့အမှန်ကိုမဝေဖန်တတ်သူကိုကျင့်တရားပြပြသူမိမိနဲ့ပတ်ဝန်းကျင်ကိုဒုက္ခပေးတတ်သူလူမိုက်တွေကိုဝေးဝေးကရှောင်ရပါမယ်။ဘာကြောင့်လဲဆိုတော့အပုတ်နာနာအပုတ်ညှိဆွဲတယ်လို့မျိုးလူမိုက်နဲ့ပေါင်းရင်သူတို့ရဲ့မကောင်းတဲ့အချင်းစရိုက်တွေကကိုယ့်စီကူးဆက်လာနိုင်လို့ဖြစ်ပါတယ်။နှစ်ပညာရှိကိုမိဝဲခြင်းပညာရှိကိုအရှိတွဲလို့မိဝဲစီကက်နီးယူစေအတိပ္ပယ်ကအမှားအမှန်ကိုသိမြင်ပြီးလမ်းမှန်ကိုပြသနိုင်တဲ့သူကိုချင်းတရားကောင်းမွန်သူပညာရှိတွေကိုရှာဖွေပေါင်းသိမ်းရပါမယ်။ဘာကြောင့်လဲဆိုတော့ပညာရှိနဲ့ပေါင်းရင်သူတို့ရဲ့အသွေးအခေါ်အပြောအဆိုနဲ့အလွတ်အကွိုင်းတွေကကိုယ့်ဘဝတိုးတက်ဖို့အတွက်နီးလန်းကောင်းတွေရရှိစေလို့ဖြစ်ပါတယ်။၃ပူဇော်တိုက်သူကိုပူဇော်ခြင်းသုံးပါးယရနာမိဘများနဲ့ဆရာသမားကိုပူဇော်လေအတိပ္ပယ်ကကိုယ့်အပေါ်ကျေးဇူးရှိသူတွေနဲ့ဂုဏ်ကျေးဇူးကြီးမားသူတွေကိုအမြဲတမ်းယူသေးပူဇော်ရပါမယ်။ဖရာတရားတန်ခါယရနာ၃ပါးမိဘအနန္တောအနန္တ၅ပါးဝင်ဆရာသမားအတ္တပညာသင်ကြားပေးသူဘာကြောင့်လဲဆိုတော့ကျေးဇူးတည်တဲ့ခြင်းနဲ့ယူတည်ထိုက်သူကိုယူတည်ခြင်းဟာမင်္ဂလာရှိတဲ့လူရဖြစ်ပြီးဘဝမှာအောင်မြင်မှုတွေရရှိစေနိုင်ပါတယ်။အနှစ်ချုပ်ကကြပြရဲ့အဆုံးမှာပါတဲ့ချမ်းသာကိုပြီးဆက်ဆံရေးမျောသွေး၃ချက်ပေးဆိုလာကတော့ဒီအချက်၃ချက်ကိုလိုက်နာရင်လူမှုဆက်ဆံရေးမှာဘေးကင်းပြီးစိတ်ချမ်းသာမှုကိုရရှိစေမယ်လို့ဆိုလိုတာပါ။ဒါဟာဗုဒ္ဓမြတ်စွာကလူသားတွေကောင်းကျိုးရဖို့အတွက်ဟောကြားခဲ့တဲ့ကပ္ပမင်္ဂလာတကဘာလုံးကလိုက်နာတိုက်တဲ့ကောင်းမြတ်တဲ့အခြေခံတရားများပဲဖြစ်ပါတယ်။ဒီမင်္ဂလာတရားတော်ကိုစတင်ကျင့်သုံးခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်ဗျာ။ကုသိုလ်ပင်များဥစ္စာရဖို့တင်ရဒေတာအမြဲနေခြေကတင်ကြိုပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်လို့မတိန်စေနဲ့စောက်တီလေဥစ္စာကိုမေးနေထိုင်ရေးမျော်တွေးသုံးချက်ပြီးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဒီကဗျာလေးကတော့38ပြားမင်္ဂလာတရားတော်တွေထဲကနှစ်ပုံမြောက်ဖြစ်တဲ့ပရိယူပကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမစ္စတာရဲရီဒီကဗျာလေးရဲ့အတိတ်ပဲကိုကျွန်တော်နားစေတလောက်အကျယ်ဖွင့်ဆိုရရင်ကုသိုလ်ပညာဥစ္စာရဟုတင့်ရဒေတာအမြဲနေဟူဒီမှာမိမိအတွက်ကုသိုလ်တရားများပွားများနိုင်မိပညာဘဟုတုတရှာမိနိုင်မိနဲ့စီးပွားဥစ္စာဖြစ်ထွန်းနိုင်မိနေရာဒေတာမျိုးတွေနေထိုင်ခြင်းကိုဆိုလိုပါတယ်တန်ဃာတော်များသူတော်ကောင်းများရှိရာအရက်ဖြစ်ရမည်ပညာသင်ကြားနိုင်သောကျောင်းကံများရှိရမည်တရားမျှတသောအလို့အကွန်အခွင့်အလမ်းများရှိရမည်။နှစ်ရှေးကတင်ကြိုပြုခဲ့ဘူးသည့်ကောင်းမှုအထူးရှိပါစေဟုသည်မှာရခင်ဘဝများကတော့၎င်းယခုဘဝ၏အတိတ်ကာလကတော့၎င်းကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ဘူးခြင်းကိုဆိုလိုပါတယ်။ယခုဘဝတွင်အောင်မြင်မှုရရန်မှာမိမိရဲ့လက်ရှိကြိုးစားမှုပယောဂအပြင်အတိတ်ကပြုခဲ့သောကံအထောက်ပံ့ကံမလည်းလိုအပ်ပါတယ်။ရှေးကပြုဘူးသောကုသိုလ်ရှိမှသာအခွင့်အရေးကောင်းများညင်ကြုံကြရတတ်ပါတယ်။ကောင်းအောင်ထိန်လို့မတိန်စေနဲ့စောက်တီလေဟူဒီမှာမိမိ၏စိတ်နေစိတ်ထားနှင့်အမှုအကျင့်ကိုလမ်းမှန်ပေါ်တွင်ထားရှိခြင်းထက်ပါတယ်။မကောင်းသောအကျင့်များကိုစွန့်လွတ်ခြင်းတီလာတမာတိပညာတရားများကိုမိမိတန်တန်တွင်တိဆောက်ခြင်းသည်အလွန်ကြီးမြတ်သောမင်္ဂလာတစ်ပါးဖြစ်ပါတယ်။အနှစ်ချုပ်ဥစ္စာကိုပေးနေထိုင်ရေးမျှော်တွေး၃ချက်ပေးဆိုသည်မှာအချက်ပါအချက်၃ချက်လုံးသည်လူတယောက်၏ဘဝတိုးတက်ရေးချမ်းသာကြွယ်ဝရေးနှင့်အေးချမ်းရေးတို့အတွက်မရှိမဖြစ်လိုအပ်သောအခြေခံအုတ်မြစ်များဖြစ်ပါတယ်။ဤတရားများကိုလိုက်နာကျင့်သုံးခြင်းသာလျှင်ဗုဒ္ဓဘာသာဝင်များအတွက်မကကဘာတူကဘာသာအားလုံးအတွက်ပါစစ်မှန်သောမင်္ဂလာတရားများဖြစ်ပါတယ်။ဤကဗျာလေးသည်လူငယ်လူရွယ်များအတွက်ဘဝလမ်းညွှန်သဖွယ်
အလွန်တန်ဖိုးရှိလာပါတယ်။ သက်ကောင်းတရာဟူသည်များကိုကြားမြင်တူတာရှိပါစေ။အိုးအိမ်တီထောင်ဝမ်းစာရေးနဲ့အတက်မွေးဖို့အတက်တင်လေလူနစ်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာတင်ကြားနားလည်စေမှန်ကန်ရင်ကျေးချိုတာအေးဆိုရေးတက်ပါစေအဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဒီကဗျာလေးကတော့38ဖြာမင်္ဂလာတရားတော်တွေကဘာဟုတင်စာကဗျာလေးပဲဖြစ်ပါတယ်ဒီကဗျာလေးရဲ့အတိပ္ပယ်ဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမစ္စတာယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလဲသလောက်အကျယ်ဖွင့်ဆိုရရင်တက်ကောင်းတက်ရာဟူသည်များကိုကြားမြင်တုတ္တရှိပါစေဆိုတာကတော့မိမိပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေလောကီလောကုတ္တရာအသိပညာတွေကိုစင်စက်မပြတ်လေ့လာနေဖို့ပြောတာပါစာဖတ်ခြင်းနားထောင်ခြင်းမေးမြန်းခြင်းတို့ဖြင့်အသိအမြင်ကျယ်ပြန့်အောင်လှုပ်ဆောင်ရပါမယ်ဘဟုတုတ္တရှိမှသာအမှားနဲ့အမှန်တို့ခွဲခြားနိုင်ပြီးလိမ်လည်လှည့်ဖျားမှုတွေကနေကင်းဝေးမှာဖြစ်ပါတယ်အိုးအိမ်တီထောင်ဝမ်းစာရင်းနဲ့အသက်မွေးဖို့အတက်တင်လီဆိုတာကတော့လက်တွေ့ဘဝမှာအသုံးချလို့ရမယ်ကျွမ်းကျင်မှု skill တစ်ခုခုရှိနေဖို့ပါဘဟုတုတ္တကတိတာကိုဆိုလိုပြီးအတက်ပညာကလှုပ်တတ်တာကိုဆိုလိုပါတယ်မိမိဘဝယက်တည်ရဲ့အတွက်တမာအာဇီဝကြကြနဲ့အသက်မွေးနိုင်တဲ့ပညာလိုအပ်ပါတယ်ဥပမာစက်မှုလက်မှုနီးပညာစေပညာစသဖြင့်ကိုကျွမ်းကျင်အောင်သင်ယူထားခြင်းဟာမင်္ဂလာတစ်ပါးဖြစ်ပါတယ်လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စီဆိုတာကတော့လူမှုပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါလိုက်နာရမယ့်စီကံနဲ့ကျင့်ဝတ်တွေကိုဆိုလိုပါတယ်မိဘဆရာအလုပ်ရှင်အလုပ်သမားစားသဖြင့်မိမိရဲ့ကဏ္ဍအလိုက်ရှိတဲ့ကျင့်ဝတ်တွေကိုသိရှိလိုက်နာခြင်းပါစီကံရှိတဲ့သူဟာဘယ်နေရာရောက်အများရဲ့ကြီးညိုလေးစားမှုကိုခံရပါတယ်မှန်ကန်ရင်ကြီးချိုတာအေးဆိုရည်တပါစေဆိုတာကတော့စကားပြောဆိုမှုအတတ်ပညာပါပြောတဲ့စကားဟာမှန်ကန်ရမယ်ယဉ်ကျေးရမယ်အကျိုးရှိရမယ်မေတ္တာပါရမယ်နှုတ်ချိုရှိုးတပါဆိုသလိုစကားပြောကောင်းခြင်းဟာရန်သူကိုမိတ်ဆွေဖြစ်စေနိုင်သလိုမိမိရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းချိုးမွေစေပါတယ်အနှစ်ချုပ်ကနေနဲ့ဒီကဗျာလေးကတော့လူတစ်ယောက်ဟာဘဟုတုတ္တလည်းရှိရမယ်အလုတ်ကင်လည်းကျွမ်းကျင်ရမယ်ကိုချင်းတရားလည်းကောင်းရမယ်စကားပြောဆိုမှုလည်းယဉ်ကျေးရမယ်လို့လမ်းညွှန်ထားတာဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာကလူသားတွေကောင်းကျိုးရဖို့အတွက်ဟောကြားခဲ့တဲ့ကမ္ဘာမင်္ဂလာတကဘာလုံးကလိုက်နာတိုက်တဲ့ကောင်းမြတ်သောအခြေခံတရားများပဲဖြစ်ပါတယ်ဒီမင်္ဂလာတရားတော်ကိုစတင်ကျင့်သုံးခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ခြေလှမ်းထစ်လာမှာမလွဲဧကန်ပါပဲမြင့်မိုချွေတောင်မိဘကျွေကိုကောင်းစွာဆက်ပေးဝစ်ကြည်ကြည်ကျွေတိချကတားနှင့်မရမြောက်စားချိမြင့်ဝစ်ကုံစေအလုတ်တာဝင်မလင်ဟင်းနှင့်အပြည့်ကင်းအောင်လုပ်ပါလေစီးစိမ်ကိုပေးပြုစုရေးမျှော်တွေးသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဒီကဗျာလေးကတော့38ဖြာမင်္ဂလာတရားတော်တွေကမာတာပီတူကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိပ္ပယ်ဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုပဲ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမစ္စတာယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလည်သလောက်အကျယ်ဖွင့်ဆိုရရင်မြင့်မို့ရွှေတောင်မိဘကျွေးကိုကောင်းစွာဆက်ပေးဝစ်ကြည်ကြည်မိဘတို့၏ကျေးဇူးသည်မြင့်မားလာသောမြင့်မို့တောင်နှင့်အမျှကြီးမားပါသည်ထိုကျေးဇူးကျွေးကိုဆက်ရတွင်ဝစ်ကြည်ယုံတတ်တတ်မဟုတ်ပဲစိတ်ပါလက်ပါဖြင့်ယူသေးစွာပြုစုလုပ်ကျွေးရမည်ဟုဆိုလိုခြင်းဖြစ်သည်၎င်းကိုဟောင်းသောကျွေးကိုဆက်သည်ဟုလည်းခေါ်ဆိုပါသည်နှစ်အိမ်တော်စုအပေါ်တာဝန်ကြည်ခြင်းကျွေးတိချာကသားနှင့်မယားမြောက်စားချီးမြှင့်ဝစ်ကုံစေမိမိ၏ဇနီးနှင့်သားသမီးများကိုနောင်ရီအတပူပန်စရာမလိုအောင်စောင့်ရှောက်ခြင်းကိုကျွေးသက်ချောခြင်းဟုတင်စားပါသည်သားသမီးများကိုပညာတတ်ဖြစ်အောင်လူလားမြောက်အောင်ပြိုးထောင်ပေးခြင်းနှင့်ဇနီးအပေါ်ချီးမြှင့်မြောက်စားခြင်းတို့သည်အိမ်တော်ဦးစီးတယောက်၏မလွဲမရှောင်သာသောဝတ္တရားများဖြစ်ပါသည်၃အလုတ်တာဝန်နှင့်စီးပွားရှာဖွေခြင်းအလုတ်တာဝန်မလစ်ဟင်းနှင့်အပြစ်ကင်းအောင်လုပ်ပါလေစီးစိမ်ကိုပေးပြုစုရေးမျော်တွေးသုံးချက်ပေးမိသားစုကိုထောက်ပံ့နိုင်ရန်မိမိ၏အလုတ်အကိုင်တွင်ပေါ်လျော်မှုမရှိရပါထို့ပြင်မိမိရှာဖွေသောစီးပွားဥစားသည်လည်းတပားသူကိုထိခိုက်စေသည့်အလုပ်မျိုးမဟုတ်ပဲအပြစ်ကင်းသောအလုပ်အနာကူလာစကမ္မန္တာဖြစ်ရပါမည်
ရရှိလာသောစီးစဉ်ကိုလည်းစနစ်တကျစီမံခန့်ခွဲထားရန်လိုအပ်ပါသည်အနှစ်ချုပ်ဤကဗျာတွင်ပါဝင်သောမျော်တွေးသုံးချက်မှာမိဘကိုလှုပ်ကြွေးခြင်းကျေးဇူးဆက်ခြင်းသားမယားကိုပြုစုခြင်းမျိုးဆက်သစ်ပြိုးထောင်ခြင်းအလုတ်ကိုအပြစ်ကင်းအောင်လုပ်ကင်ခြင်းစီးပွားရှာဖွေခြင်းဤအချက်များသည့်လောကီလူသားတို့လိုက်နာရလျင်အကျိုးများစေမည်မင်္ဂလာတရားတွေဖြစ်ပါတယ်တကဘာလုံးကလိုက်နာထိုက်ကဲကောင်းမြတ်သောအခြေခံတရားများဖြစ်ပါတယ်ဒီမင်္ဂလာတရားတော်ကိုစတင်ကျင့်သုံးခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ခြေလှမ်းဖြစ်ပါတယ်ဗျာသုံးတဲ့စေတနာဖြူစင်လန်းလို့ဘေးကန်းဝေမျှလှူနိုင်စေကိုနှုတ်စိတ်ကြမ်းမမိုက်မာနဲ့လူစရိုက်တရားကိုကျင့်မာလေးဆွေမျိုးတွေကိုပြင်မာမထားနဲ့တင်္ကာတရားနဲ့ချီးမြှောက်လေးတန်စင်ပြမျိုးလူတူကျိုးတဲဖို့ဆောင်ရွက်စေအဲဒါမှဗုဒ္ဓဝါဒကပမင်္ဂလာတွေဒီကဗျာလေးကတော့38ပြမင်္ဂလာတရားတော်တွေကဒါနေစားဆိုတဲ့ကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုပဲ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလည်သလောက်အကျေဖွင့်ဆိုရရင် သုံးတန်းစေတနာဖြူစင်လန်းလို့ဘေးကန်းဝေမျှလှူနိုင်စေအတိပေအလှူအတန်းပြုတဲ့အခါစေတနာသုံးတန်းမလှူမီပုပ္ပလှူစေမုံကြလှူပြီးပရကိုဖြူစင်နေဖို့လိုအပ်ပါတယ်မိမိမှာရှိတာလေးကိုလိုအပ်နေသူတွေအလှူခံပုဂ္ဂိုလ်တွေကိုစိတ်စေတနာပါပါနဲ့ဝေမျှတာဟာမင်္ဂလာတစ်ပါးပါဒါဟာလောဘကိုပယ်တတ်တဲ့နီးလန်းလည်းဖြစ်ပါတယ်နင်ကိုနှုတ်စိတ်ချမ်းမမိုက်မားနဲ့သူစရိုက်တရားကိုကျင့်ပါလေအတိပဲဒါကတော့အသင့်စာရိတ္တပိုင်းဆိုင်ရာပါကိုကာယမကောင်းတဲ့အမှုတွေကိုလက်နဲ့မကျူးလွန်ခြင်းနှုတ်ဝစီမမှန်သောစကားကြမ်းတမ်းသောစကားများကိုမပြောခြင်းစိတ်မနောအညိုးအတေးညင်မကောင်းသောစိတ်ကူးများကိုမကြံစီခြင်းဤသို့သူစရိုက်30ပါးကိုရှောင်ကျဉ်ပြီးသူစရိုက်30ပါးကိုကျင့်ကြံခြင်းဟာမိမိဘဝကိုတန့်ရှင်းစင်ကြယ်စေပါတယ်3ဆွေမျိုးတွေကိုပင်ပမထားနဲ့သင်္ကဟတရားနဲ့ချီးမြှောက်လေအတိတ်ပဲမိမိမှာအောင်မြင်မှုသို့မဟုတ်ပြည်စုံမှုရှိလာတဲ့အခါမိမိရဲ့ဆွေမျိုးသားချင်းတွေကိုပြစ်ပယ်မထားရပါဘူးသင်္ကဟတရားဆိုတဲ့အတိုင်းလိုအပ်တာကိုကူညီပေးခြင်းချိုးသွားစွာပြောဆိုခြင်းစတာတွေနဲ့ဆွေမျိုးတွေကိုတတ်နိုင်တဲ့လောက်ချီးမြှောက်စောင့်ရှောက်ရမယ်လို့ဆိုလိုတာပါ၄တန်ရှင်းပြင်မျိုးလူထုကြိုးတဲ့ပိုးဆောင်ရွက်စေအတိတ်ပဲမိမိကိုယ်ကျိုးတင်မကပဲအများပြည်သူလူထုရဲ့အကျိုးကိုလည်းအပြစ်ကင်းစင်တဲ့နည်းလမ်းတွေနဲ့ဝိုင်းဝန်းကူညီတဲ့ပိုးဆောင်ရွက်ပေးရပါမယ်လူသားအချင်းချင်းကူညီရိုင်းပင်ခြင်းဟာလူပေါင်းလောကကိုတာယာစေပါတယ်ဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာဒီကဗျာဗီဒမှာပါဝင်တဲ့ဘေးကန်းခြင်းဒါနာကြင့်ကြံခြင်းသီလစောင့်ရှောက်ခြင်းသင်္ကဟဆိုတဲ့အချက်တွေဟာမိမိဘဝကိုအစဉ်အတန်းမြင့်မားစေတဲ့ဗုဒ္ဓဝါဒရဲ့အနှစ်ချုပ်မင်္ဂလာတရားတော်တွေပဲဖြစ်ပါတယ်ဗျာမကောင်းမှုတွေဟုသည်များကိုမတွေးခင်ကချောင်ကြည်လေတွေးကြုံလာလေမလွန်ကျူးနှင့်အထူးသဖြင့်ဆောင်စည်းနှင့်အရက်ဒေစာမတောက်စားနှင့်မှောက်မားတတ်တဲ့အရာပေလောက်ကင်ပြောကြတတိထားတရားမမေ့စေအဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဒီကဗျာလေးကတော့38ပြမင်္ဂလာတရားတော်တွေကအာရဒီဝိရဒီကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားမလည်သလောက်အကျေဖွင့်ဆိုရရင်မကောင်းမှုတွေဟူသမျှကိုမတွေ့ခင်ကရှောင်ကျဉ်လီအာရတီဆိုဒီမှာစိတ်ခင်ကြိုတင်ရှောင်ကျဉ်ခြင်းကိုဆိုလိုပါသည်ဒုစရိုက်မှုများအကုသို့အလွတ်များကိုမိမိထံသို့ရောက်မလာခင်ကတည်းကစိတ်ထဲတွင်ဒါဟာမကောင်းတဲ့အရာပဲငါဒါကိုမလုပ်ဘူးဟုဆုံးဖြတ်ချက်ချကဝေးဝေးကရှောင်ရှားနေခြင်းဖြစ်ပါသည်မကောင်းသောပတ်ဝန်းကျင်မကောင်းသောအပေါင်းအသင်းနဲ့မကောင်းသောအတွေးများကိုအစကတည်းကအနာမကပ်စေခြင်းသည်ပထမဆုံးသောမင်္ဂလာတစ်ပါးဖြစ်ပါသည်နှစ်လွန်ကျူးမှုမရှိအောင်စောင့်စည်းခြင်းဝိရတိတွေ့ကြုံလာလျင်မလွန်ကျူးနဲ့အထူးသဖြင့်စောင့်စည်းနေဝိရတိဆိုဒီမှာမကောင်းမှုနှင့်တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့လာရသည့်အခါလက်တွေ့မကျူးလွန်မီအောင်ထိန်းချုပ်ခြင်းဖြစ်ပါသည်ဥပမာဒေါသထွက်เสียရှိတော်လဲကိုထိလျောက်မလုံမီချက်သူတစ်ပါးပစ္စည်းကိုခိုးယူလို့စိတ်ပေါ်လာတော့လဲတိခါတရားဖြင့်ထိန်းချုပ်ခြင်းတို့ဖြစ်သည်စိတ်ထဲတွင်ရုံးကန်ရမှုရှိနိုင်တော့လဲလက်တွေ့တွင်မကျူးလွန်မီအောင်အထူးတတိထားစောင့်စည်းခြင်းသည်မိမိဘဝကိုအနိဋ္ဌာယုံများမှကာကွယ်ပေးပါသည်၃အယက်သေးစာနှင့်မူရစီဝါကိုရှောင်ခြင်းမဇဘာနာစတန်ယမောအယက်သေးစာမတောက်စားနဲ့မှောက်မှားတတ်တဲ့အရာတွေမူရစီဝါနဲ့အယက်သေးစာသည်
လူဤအတိညာဉ်နှင့်တတိတရားကိုကွယ်ပြောက်စေပါသည်တတိလွတ်သွားသည့်အခါမပြောသင့်သည်ကိုပြောမိခြင်းမလုပ်သင့်သည်ကိုလုပ်မိခြင်းတို့ကြောင့်မိမိနှင့်မိသားစုဂုဏ်သိက္ခာကျဆင်းစေုံသာမကကြီးလေးသောပြစ်မှုများကိုပါကျူးလွန်မိစေနိုင်ပါသည်ထို့ကြောင့်အမှားပေါင်းများစွာ၏အကြောင်းရင်းဖြစ်သောမူရစ်ဆေးကိုလုံးဝရှောင်ကျဉ်ရန်နှိုးဆော်ထားခြင်းဖြစ်သည်၄အပမဒေါသဓမေတုလောက်ကင်ပြိုးကြတတိထားတရားမမေ့စေမိသည့်အလုပ်ကိုလုပ်သည်ဖြစ်၏မိသည့်စကားကိုပြောသည်ဖြစ်၏တတိလက်ကင်ထားရန်ဆိုလိုပါသည်မိမိလှုပ်ဆောင်ချက်ကသူတစ်ပါးကိုထိခိုက်မလားမိမိစကားကအကျိုးရှိရလားဟုအမြဲဆင်ခြင်ခြင်းသည်တရားမမေ့ခြင်းပင်ဖြစ်ပါသည်တတိရှိနေသောသူသည်အမှားနည်းသည်အောင်မြင်မှုနှင့်နှီးစပ်ပါသည်အနှစ်ချုပ်ဤကပြားသည်လူတစ်ယောက်ရဲ့ဘဝလမ်းခရီးတွင်ဘေးကင်းရန်နှင့်တိုးတက်ရန်အတွက်အခြေခံအကျုံးဆုံးကျင့်ဝတ်များကိုလမ်းညွှန်ထားခြင်းဖြစ်ပါသည်အာကုသိုလ်ကိုရှောင်၍တတိတရားကိုစောင့်ကာမူရစ်ချင်းကင်းမှသာလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါသည်ဒါဟာဗုဒ္ဓမြတ်စွာကလူသားတွေကောင်းကျိုးရဖို့အတွက်ဟောကြားခဲ့တဲ့ကပ္ပမင်္ဂလာတကဘာလုံးကလိုက်နာတိုက်တဲ့ကောင်းမြတ်သောအခြေခံတရားများပဲဖြစ်ပါသည်ဒီမင်္ဂလာတရားတော်ကိုစတင်ကျင့်သုံးခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ခြေလှမ်းနေဖြစ်ပါတယ်အသက်ကုံဝါကိုယ့်ထက်ကြီးကစီကက်ခါစားယူတီလေးမာနတကွင်ဂုံမကြွနဲ့ကိုကိုနှိတ်ချအမြဲနေလောဘအပူလူမလိုက်နဲ့ကိုထိုက်တာနဲ့ဂျင်းနဲ့လေကိုပေါ်ပြူဖူးသူကျေးဇူးအထူးတိတက်စေကောင်းကျိုးစင်ပွားမြတ်တရားနာကြမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဒီကဗျာလေးကတော့38ဖြာမင်္ဂလာတရားတော်လေးတွေကဂါရရောဇာဆိုတဲ့ကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းရပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာယေကြီးဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလေသလောက်အဓိပ္ပာယ်အကျယ်ဖွင့်ဆိုရရင်ဒီအသက်ကုံဝါကိုယ့်ထက်ကြီးကစီကတ်ခစားယိုသေးလီမိမိထက်အသက်အရွယ်ကြီးရင်သူဒီတီလာကုံပညာကုံအကျင့်တီလာကုံမြင်မာသူတွေကိုမြင်တဲ့အခါမှာဖြစ်စေဆက်ဆံတဲ့အခါမှာဖြစ်စေကိုနှုတ်စိတ်သုံးပါလုံးနဲ့ရိုးရိုးသေးသေးရှိရပါမယ်ထိုက်တဲ့နေရာပေးတာလမ်းဖယ်ပေးတာနှုတ်ဆက်တာမျိုးတွေနဲ့ဂါရဝပြုတာဟာကိုယ့်အတွက်မင်္ဂလာတစ်ပါးဖြစ်ပါတယ်နှင့်မာနတခွန်းဂုံမကြွနဲ့ကိုနှိမ်ချအမြဲနေငါကဘသူပဲငါကဘာတွေတက်တာငါမှာဘာတွေရှိတာဆိုတဲ့မာနတွေကိုအလံတကွန်းလိုထောင်မထားပဲစိတ်ကိုအမြဲနှိမ်ချထားရပါမယ်ရေဟာနှိမ့်တဲ့နေရာကိုစီးဆင်းတယ်လို့ပဲမာနမရှိပဲနှိမ်ချတတ်သူထံကိုသာကောင်းမွန်တဲ့ပညာနဲ့ဂုဏ်သတင်းတွေစီးဆင်းလာမှာဖြစ်ပါတယ်၃လောဘအပူလူမလိုက်နဲ့ကိုထိုက်တာနဲ့ဂျင်းနဲ့လီလူဆိုတာလူချင်းတက်မှတ်မှုလောဘနောက်ကိုအဆုံးမရှိလိုက်နေရင်စိတ်ဆင်းရဲမှုတွေပဲတိုးလာပါလိမ့်မယ်မိမိရရှိထားတဲ့အခြေအနေမိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာအပေါ်မှာရောင်ရဲတင်းတိမ်တက်ရပါမယ်ကိုနဲ့ထိုက်တန်တဲ့လောက်ရတာဟာအကောင်းဆုံးပဲလို့နှလုံးသွင်းနိုင်ရင်စိတ်အေးချမ်းမှုကိုရရှိစေပါတယ်၄ကိုပေါ်ပြူဖူသူ့ကျေးဇူးအထူးတိတက်စေမိဘဇရာတငယ်ချင်းသို့မဟုတ်ဘသူမှဆိုမိမိအပေါ်မှာကောင်းမှုတစ်ခုခုပြုခဲ့ဘူးရင်အဲ့ဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါနဲ့ကျေးဇူးတိတက်ခြင်းဟာသူတော်ကောင်းတွေရဲ့အမှားသားချက်တလို့အခွင့်အကြုံချင်းကျေးဇူးဆက်နိုင်ကိုကြိုးစားတာဟာမင်္ဂလာရှိတဲ့လုပ်ရဖြစ်ပါတယ်ငါကောင်းကျိုးဆင့်ပွားမြတ်တရားနာကြားမပြတ်ပေဘဝမှာအမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ဖို့အတွက်သူတော်ကောင်းတရားတွေကိုအခါအလျော်စွာနာကြားနေရပါမယ်တရားနာခြင်းကစိတ်ကိုကြည်လင်စေပြီးကောင်းကျိုးချမ်းသာတွေကိုစင်ကဲဖြစ်ထွန်းစေပါတယ်အဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဒီအချက်၅ချက်ကိုလိုက်နာကျင့်ကြံတာဟာမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တကမ္ဘာလုံးကလက်ခံကျင့်သုံးတိုက်တဲ့စစ်မှန်တဲ့မင်္ဂလာတရားတော်တွေပဲဖြစ်ပါတယ်ဒီကဗျာလေးအတိုင်းနေထိုင်ခြင်းဖြင့်တင့်ရဲ့ဘဝဟာအေးချမ်းသာရပြီးအောင်မြင်မှုတွေနဲ့ပြည့်စုံလာမှာသိချပါတယ်ခင်ဗျာဝစ်စားနေထိုင်ရန်ခတ်သိမ်းစိတ်ကိုချုပ်ထိန်တီးခံလေကြိုးချောင်းပြညွန်ဆုံးမစကားပြောကြားလာကနားလွယ်စီသူမြဲပုတ်ကိုဟုဓမြမကြာခဏတွေးဆုံလေတဘဝတွေးမှန်ကန်ရေးဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဒီကဗျာလေးကတော့38ဖြာမင်္ဂလာတရားတော်ထဲကခန္ဒီစဆိုလဲကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုပဲ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာယေယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလည်သလောက်ဖွင့်ဆိုရရင်ဝတ်စားနေထိုင်ရန်ခတ်သိမ်းစိတ်ကိုချုပ်ထိန်တီးခံလေလောကမှာနေထိုင်တဲ့အခါကိုယ်နဲ့မတင်တော်တာတွေအစင်မပြေတာတွေကြုံလာရရင်စိတ်တို့ဒေါသထွက်ပြီးတုံ့ပြန်တာမျိုးမလုပ်ဘဲ
စိတ်ကိုချုပ်တဲဖို့ပြောတာပါလက်တွေ့အသုံးချမှုယာဒီဥရုပူတာအစားအသောက်အစင်မပြေတာသူတစ်ပါးရဲ့ရိုင်းဆိုင်တဲ့အပြုအမူတွေကိုတီးခံနိုင်ခြင်းဟာမိမိကိုယ်ကိုစိတ်အေးချမ်းစေတယ်လို့ရန်ပွဲတွေမဖြစ်အောင်လဲတားဆီးပေးပါတယ်ဒါဟာမင်္ဂလာတစ်ပါးဖြစ်ပါတယ်နှစ်ကျိုးချောင်းပြညွန်ဆုံးမစကားပြောကြလာကနားလွယ်စေမိဘဇရာသမားဒါမှမဟုတ်မိတ်ဆွေကောင်းတွေကကိုယ့်ရဲ့အမားကိုထောက်ပြပြီးအကြောင်းအကျိုးနဲ့တကွာဆုံးမတဲ့အခါမာနမထားပဲလိုက်နာတာကိုဆိုလိုပါတယ်လက်တွေ့အသုံးချမှုငါတိပြီးသားပဲဆိုတဲ့စိတ်ကိုဖျောက်ပြီးကိုယ့်ကိုကောင်းစေခြင်းလို့ပြောတဲ့စကားကိုဒလေးတစားနားထောင်တတ်သူဟာအမှားနဲ့ပြီးတိုးတက်မှုမြန်ဆန်ပါတယ်၃သူမြတ်ပုဂ္ဂိုလ်ဟူသည်မြမကြာခဏတွေ့ဆုံလေကိုကျင့်တရားကောင်းမွန်တဲ့သူတွေပညာရှိသူတော်ကောင်းတွေနဲ့မကြာခဏတွေ့ဆုံခြင်းဟာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင့်မားစေပါတယ်လက်တွေ့အသံချမှုသူတော်ကောင်းတွေကိုတွေ့ဆုံတဲ့အခါသူတို့ရဲ့အပြုအမူအပြောအဆိုတွေကိုအတူယူခွင့်ရပြီးမကောင်းတဲ့လမ်းကိုမရောက်အောင်စောင့်ရှောက်ရာရောက်ပါတယ်၄တဘာဝတွီးမှန်ကန်ရေးဆွေးနွေးမပြတ်ပေအတိပညာဗဟုသုတတွေနဲ့လောကရဲ့အမှန်တရားတွေနဲ့ပတ်သက်ပြီးတင့်တော်တဲ့အချိန်မှာအချင်းချင်းနှီးနှောဖလာတွေဆွေးနွေးတာကိုဆိုလိုပါတယ်အကြောင်းအရာတစ်ခုကိုဝေဖန်ဆွေးနွေးတဲ့အခါအမှားအမှန်ခွဲခြားသိမြင်လာပြီးဉာဏ်ပညာပုံမရှင်းသားလာစေပါတယ်ဒီကဗျာလေးဟာလူတစ်ယောက်အနေနဲ့တီးခံတတ်ဖို့သူတစ်ပါးစကားကိုနားထောင်တတ်ဖို့ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်းဖို့နဲ့အမှန်တရားကိုအမြဲရှာဖွေဆွေးနွေးဖို့လမ်းညွှန်ထားတာဖြစ်ပါတယ်ဒီအချက်တွေနဲ့ညီညွတ်အောင်နေထိုင်ခြင်းဟာဗုဒ္ဓဘာသာရပေါ်လောကီလူမှုရေးရာပေါ်အလုံးမွန်မြတ်တဲ့မင်္ဂလာတရားတော်များဖြစ်ပါတယ်ခင်ဗျာလောကီအာယုံစင်ရင်မှုလို့အပျော်မကျိုးနဲ့ရှိုးရှံလေးမေတ္တာပြမစိုးလက်ကင်တုံးလို့တူမြက်ကျင်တုံးရိုးမတွေ့လေးပါးတစ္ဆာဉာဏ်မြင်ကြည့်လို့အမှန်တိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ရှိအလင်းပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေဒီကဗျာလေးကတော့38ပြမင်္ဂလာတရားတော်တွေကတပောဇဆိုတဲ့ကဗျာလေးဖြစ်ပါတယ်ခင်ဗျာဒီကဗျာလေးရဲ့အတိတ်ပဲဆိုလို့ရင်ကိုကျွန်တော်ကိုယ်တိုင်အကျယ်မပွင့်ဆိုပဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာရေရေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလေသလောက်အဓိပ္ပာယ်အကျယ်ဖွင့်ဆိုရရင်လောကီအာယုံစိန်ရင်မှုလို့အပျော်မကျူးနဲ့ချိုးချံလီလောကီအာယုံ၅ပါးအစင်းအတန်အနံ့အရသာအတွေ့အထိတွေနောက်ကိုအထင်းခွက်မရှိလိုက်ပါခြင်းဟာစိတ်ကိုပင်ပန်းစေပြီးကုသိုလ်တရားတွေဆုပ်ယုပ်စေပါတယ်ဒါကြောင့်မိမိရဲ့လူအင်ဆန္ဒတွေကိုထိန်းချုပ်ပြီးကာမဂုဏ်ခံစားမှုတွေမှာအလွန်အကျွမ်းမနစ်မုံပဲချိုးချံချွေထားတဲ့အကျင့်ဥပမာသီလဆောင်ထိန်ခြင်းအစားအသောက်အပျော်အပါးဆင်ခြင်ခြင်းကိုကျင့်သုံးဖို့တိုက်တွန်းထားတာပါနှစ်သူမြတ်ကျင့်ထုံရွင်းမတွေ့မေတ္တာဗျမစိုးလက်ကင်သုံးလို့သူမြတ်ကျင့်ထုံရွင်းမတွေ့သူတော်ကောင်းတို့ရဲ့လမ်းစဉ်အတိုင်းမိမိအပေါ်မှာရောသူတစ်ပါးအပေါ်မှာပါမေတ္တာကရုဏာမုဒိတာဥပက္ခာဆိုတဲ့ဗျမစိုးတရား၄ပါးကိုအမြဲလက်ကင်ထားပြီးကျင့်ကြံရပါမယ်ဒေါသမာမာနလေးကိုပယ်ဖျောက်ပြီးစိတ်နှလုံးကိုအေးချမ်းအောင်ထားရှိခြင်းဟာမြတ်သောကျင့်ဝတ်ဖြစ်ပါရဲ့၃အမှန်သိအောင်ကြိုးစားလေ၄ပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒါကတော့အမြင့်ဆုံးသောအကျင့်ဖြစ်ပါတယ်လောကရဲ့သဘောတရားဖြစ်တဲ့သစ္စာ၄ပါးကိုမိမိရဲ့ဝိပဿနာဉာဏ်နဲ့မြင်အောင်ကြည့်ရှုရပါမယ်လောကီချမ်းသာတွေဟာခေတ္တခဏသာဖြစ်ပြီးအစစ်အမှန်တရားကိုသိရှိဖို့ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်၄အလင်းပေါက်နိုင်စေဒုက္ခလွတ်ကင်းနိဗ္ဗာန်ချင်းအလင်းပေါက်နိုင်စေအထက်ကပြောခဲ့တဲ့ချိုးချံခြင်းဗျမစိုးတရားထားရှိခြင်းနဲ့တစ္ဆာတရားကိုရှာဖွေခြင်းတွေပြုလုပ်ခြင်းစဉ်ဆင်းရဲဒုက္ခအလုံးချုပ်ငြိမ်းရာနိဗ္ဗာန်သို့ရောက်ရှိနိုင်ပါတယ်အလင်းပေါက်ဆိုတာကတော့မောဟအမောင်နဲ့ကင်းစင်ပြီးအတိငယ်အလင်းပွင့်ပါတာကိုဆိုလိုပါတယ်အနစ်ချုပ်ဤကဗျာဒီတပောဇမင်္ဂလာကိုဖွင့်ဆိုခြင်းဖြစ်ပြီးကာမဂုဏ်ကိုချိုးနှိမ်ခြင်းစရဏတရားကောင်းမွန်ခြင်းဝိပဿနာတရားပွားများခြင်းဤအချက်များသာလျှင်ဘုဒ္ဓဝါဒရဲ့စစ်မှန်သောကမ္ဘာမင်္ဂလာတရားတော်များဖြစ်ကြောင်းညွှန်ကြားထားခြင်းဖြစ်ပါတယ်မိမိရဲ့နေ့စဉ်ဘဝမှာအပျော်အပါးတဲ့အနှစ်သာရရှိတဲ့အကျင့်သီလကိုဦးစားပေးဖို့တတိပေးနေတဲ့ကြပြကောင်းတစ်ပုဒ်ဖြစ်ပါတယ်ဆင်းရဲချမ်းသာတဘဝတွေ့ကြုံနေကြလူတိုင်းပဲကောင်းဆိုးနှစ်တန်အစုံတွဲလို့တလဲစီလက်အမြဲနေလောကဒဏ်ကြုံမဖြုံတမ်းပေါ့မတုံစမ်းနဲ့စိတ်ခိုင်စီတောကကိုထိန်ရမတ်သိမ်းအေးငိမ့်ချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေကြပြလေးကတော့38ပြမင်္ဂလာတရားတော်တွေက
ဖုတ်တတဆိုတဲ့ကြပြားလေးဖြစ်ပါတယ်ခင်ဗျာဒီကြပြားလေးရဲ့အတိတ်ပဲဆိုလို့ရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုပဲ AI ကိုအကျယ်ဖွင့်ဆိုခိုင်းတာပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမစ္စတာရဲရီဒီကြပြားလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလည်သလောက်အဓိပ္ပာယ်အကျယ်ဖွင့်ဆိုရလျင်စင်းရဲချမ်းသာတဘာဝတလဲစီလက်အမြဲနေလောကမှာနေထိုင်သူတိုင်းဟာလောကဒန်၈ပါးနဲ့မလွဲမသွေကြုံတွေ့ကြစမြဲပါ၎င်းတို့ကတော့အစုံလိုက်၄တွဲရှိပါတယ်အရာရှိခြင်းနဲ့အဆုံးအရှုံးရှိခြင်းအချမ်းအယံရှိခြင်းနဲ့အချမ်းအယံမရှိခြင်းချီးမွမ်းခံရခြင်းနဲ့ကဲ့ရဲ့ခံရခြင်းချမ်းသာခြင်းနဲ့စင်ရဲခြင်းဤတရားတို့သည်အမြဲတမ်းတလဲစီလဲပတ်နေတတ်သောကြောင့်ကောင်းတာကြုံရင်တာယာမနေနဲ့စိုးတာကြုံရင်လည်းဝမ်းနည်းမနေနဲ့ဆိုသည့်သဘောကိုဖော်ပြထားခြင်းဖြစ်ပါတယ်။နှစ်လောကဒန်ကြုံမဖြုံတန်းပေါ်စိတ်ခိုင်စေလောကဒန်နှင့်ရင်ဆိုင်ရခြင်းတွင်တုံ့လူချင်းမရှိရန်လိုအပ်ပါတယ်။မတုံစမ်းတဲ့စိတ်ခိုင်စေကကောင်းသောလောကဒန်ကြောင့်စိတ်တက်ကြွလုံးပြီးမန်တက်ခြင်းမဖြစ်စေရန်နှင့်စိုးသောလောကဒန်ကြောင့်စိတ်တက်ကြပြီးပူဆွေးခြင်းမဖြစ်စေရန်စိတ်ကိုတည်ငြိမ်အောင်ထားရှိရမည်ဟုဆိုလိုပါတယ်။၃တောကကိုထိန်ရမက်သိန်အင်းငင်းချမ်းသာနေစိတ်ထခိုင်ခန့်သောသူသည်ဆုံးရှုံးသွားလင်လဲစိုးရိမ်ပူပန်ခြင်းကိုထိန်းချုပ်နိုင်ပါတယ်။လိုချင်တတ်မှတ်မှုကိုဖယ်ရှားနိုင်သောကြောင့်စိတ်နှလုံးသည်အမြဲတမ်းအေးချမ်းနေတတ်ပါတယ်။အနှစ်ချုပ်အားဖြင့်ဤကဗျာသည်လူသားတစ်ယောက်အနေနဲ့ဘဝရဲ့အတက်အကျများကိုလက်ခံနားလည်ပြီးမိတို့သောအခြေအနေမှာမဆိုစိတ်တက်မယိုင်လဲပဲတည်ငြိမ်စွာဖြတ်သန်းနိုင်ခြင်းသာလျှင်စစ်မှန်သောအောင်မြင်မှုနှင့်ငြိမ်းချမ်းမှုဖြစ်ကြောင်းလမ်းညွှန်ထားခြင်းဖြစ်ပါတယ်။